Hello Uzi page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးထဲမှာတော့ရိုးရိုးရှင်းရှင်းလေးနဲ့အာဟာရရှိတဲ့ခောက်ဆွဲပြင်ဆင်နည်းလေးကို sharing လုပ်ပေးလိုက်ပါတယ်တခါတလေဘေဘီလေးတို့တွေထမင်းမစားချင်တဲ့အချိန်မျိုးမှာအာဟာရလည်းရှိပြီးတော့မှလောက်ရလွယ်ကူတဲ့ဒီလိုမျိုးခောက်ဆွဲလေးတွေကိုလုပ်ကြည့်လို့ရပါတယ်အခု Uzi လေးစားနေတဲ့ခောက်ဆွဲရတော့စားကောင်းပြီးတော့မှကျမရည်နဲ့ညီညွတ်တဲ့မိုရိုဟီယာခောက်ဆွဲလေးပါBLM တစိမ့်ဖြစ်တဲ့ဒီခောက်ဆွဲလေးကိုအသက်၈လအထက်ဘေဘီလေးတို့ကနေစပြီးတော့မှကျွေးလို့ရပါပြီဒီ BLM ခောက်ဆွဲဘူးလေးထဲမှာတော့ခောက်ဆွဲအမျိုးအစား2မျိုးပါဝင်ပါတယ်။ Wheat ခောက်ဆွဲလေးကတော့2ခွေပါဝင်ပြီးတော့မှ Moruhia ခောက်ဆွဲကတော့1ခွေပါဝင်ပါတယ်။ပြီးရင်အရသာမှုန့်လေးတစ်ထုပ်လည်းပါဝင်ပါတယ်ရှင်။ခောက်ဆွဲပြင်ဆင်နည်းလေးကတော့အရင်ဦးဆုံးရေနွေးတဲ့ကို Moruhia ခောက်ဆွဲလေးတစ်ချမ်းထည့်လိုက်ပါတယ်။ခောက်ဆွဲနူးရတဲ့အထိ9မိနစ်လောက်ပြုတ်ပြီးသွားပြီဆိုရင်တော့စကားလေးနဲ့ရေစစ်ထားလိုက်ပါတယ်။ခောက်ဆွဲသားလေးကနူးညံ့တဲ့အတွက်ကြောင့်မလို့အကြာကြီးပြုတ်စရာမလိုပဲအချိန်ကုန်သက်သာစေပါတယ်။ခောက်ဆွဲပြုတ်ထားပြီးဆိုရင်တော့အိုးထဲမှာစီနှဲငယ်ထည့်ပြီးတော့မှကြက်သွန်ဖြူလေးကိုစီတက်ပါတယ်။ကြက်သွန်ဖြူလေးရှူအောင်တန်းလာပြီဆိုရင်တော့ကြက်ဥတစ်လုံးကိုဖောက်ပြီးတော့မှရောမှုပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့ပြုတ်ထားတဲ့ခောက်ဆွဲလေးတွေကိုထည့်ပါတယ်။ခောက်ဆွဲမှာပါတဲ့အရသာမှုန့်လေးရဲ့မမ little sauce လေးရဲ့ကိုအနည်းငယ်ထည့်ပြီးတော့မှအားလုံးကိုရောမှုပေးလိုက်ပါတယ်ရှင်။သူလေးကတော့မေမေဘာလို့လို့အနောက်ကနေအကုန်လုံးလိုက်လုချင်နေတဲ့မောင်အိုစီလေးပဲဖြစ်ပါတယ်။အခုဆိုရင်တော့အာဟာရလည်းရှိပြီးတော့မှစားလို့ကောင်းတဲ့ခောက်ဆွဲလေးအဆင်သင့်ဖြစ်နေပါပြီ။ဒီခောက်ဆွဲလေးကိုအမဲသားပေါင်းထားတာနဲ့တွဲပြီးတော့မှအိုစီလေးရဲ့အတွက်မနက်စာအနေနဲ့ပြင်ဆင်ပေးဖြစ်ပါတယ်။ဒီမိုရိုဟီယာခောက်ဆွဲရဲ့အာဟာရတန်ဖိုးတွေကတော့အမြင့်တက်များပြီးတော့မှအစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ဗီတာမင် A, ကယ်လ်ဆီယမ်နဲ့သံဓာတ်တို့လည်းကြွယ်ဝစွာပါဝင်ပါတယ်ရှင်။ Antioxidants တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ဘေဘီလေးတို့ရဲ့ကိုယ်ခံအားကိုလည်းမြင့်တင်ပေးပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးအာဟာရဓာတ်ကြွယ်ဝပြီးတော့မှကျန်းမာရေးအတွက်အထူးကောင်းမွန်စေတဲ့ခောက်ဆွဲပြင်ဆင်နည်းလေးကိုဘေဘီလေးတို့အတွက်ပြန်လည်ပြီးတော့မှဝင်မြပေးလိုက်ပါတယ်ရှင်။တသားမီမီလေးတို့အားလုံးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။ Bye bye